ဖြစ်ရဆန်းတယ်ကိုယ်အောက်ဆန်းတော့မရှိဘူးခက်တယ်တော့ပြောပြောမှာပြောမှာဒီတော့ဘယ်လိုသွားတာဘယ်မှမသွားဘူးကိုယ်အဲ့ကောင်လောက်ဖို့မပါဘူးမလျှော့ဘူးဟုတ်လားဒီနိုင်တယ်လောက်ဖို့ပါဒီငါးနှစ်ချက်ပဲဟုတ်ပြီမယ်ဒီဘေးကတော့မရှိဘူးလားဒီလို့နေတယ်နော်ဒီဘေးကတော့မဟုတ်ဘူးလားဟုတ်ဘူးတော့မဖြစ်လက်ကကြီးရိုးရိုးဝင်ရိုးရိုးလိုက်ရုံနဲ့ဒီကအောက်ကလွတ်နေတယ်ပွင့်နေတယ်ဘာလို့ငါလည်းဒီနေ့ပြောနေတာ